United အသင်းရဲ့ဂါဒဝင်တိုက်စစ်မှုဝိုင်းရော်နီကသူ့ရဲ့အသင်းဟောင်းအသက်ဝိညာဉ်ပျောက်ဆုံးနေပြီဖြစ်ပြီးလက်ရှိနီးပြရူဘင်အမိုရင်ရဲ့ဥဆောင်မှုအောက်မှာအသင်းပြန်လဲဦးမော့လာဖို့လုံးဝယုံကြည်မရှိတော့ဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားလိုက်ပါတယ်။နီးပြအမိုရင်ဟာ United ကို Premier League 33ပွဲကင်တွယ်ခဲ့ရမှာရမှတ်34မှတ်သာရယူနိုင်ခဲ့ပြီးစနေနေ့က Brentford အသင်းကို3-1နဲ့ရှုံးနိမ့်ခဲ့တာကြောင့်သူ့ရဲ့အခြေအနေကပုံမဆိုးရွားလာခဲ့ပါတယ်။ဒါ့အပြင်သူ့လက်ထက်မှာ Premier League 2ပွဲဆက်တိုက်နိုင်ပွဲရအောင်တစ်ခါမှမစွမ်းဆောင်နိုင်သေးတာကလည်းမှတ်တမ်းစိုးတစ်ခုဖြစ်ရှိနေပါတယ်။ပြီးခဲ့တဲ့ရာသီကလည်း United ဟာနှစ်ပေါင်း52နှစ်အတွင်းအဆိုးအဆုံးရာသီကိုဖျက်ဆီးခဲ့ရပြီးအဆင့်15နေရာနဲ့သာရှက်ဖွယ်ကောင်းစွာရာသီသိမ်းခဲ့ရပါတယ်။ဒီနေရာဒီမှာ Matthias Cunha, Brian Mbeumo နဲ့ Benjamin Sesko တို့လိုကစားသမားတွေကိုငွေကြေးအများပြားသုံးပြီးခေါ်ယူအားဖြည့်ခဲ့ပေမဲ့လည်းလက်ရှိမှာတော့အဆင့်14နေရာမှာသာရပ်တည်နေရသေးဖြစ်ပါတယ်။ United ရဲ့သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်သူ Rooney ကသူအသင်းပွဲစဉ်တွေကိုတွားကြည့်ရင်တောင်အသင်းရှုံးတော့မှာပဲဆိုတဲ့အတွေးနဲ့တွားကြည့်နေရတယ်လို့ဆိုပါတယ်။သူ့ရဲ့ BBC Podcast မှာ Rooney ကရိုးသားသားပြောရရင်ဘာတွေဖြစ်နေမှန်းကိုကျွန်တော်နားမလည်တော့ဘူး။ကျွန်တော်ကိုယ်တိုင်လည်းနီးပြလောကထဲဝင်ကြည့်ခဲ့ပြီးတိတ်အဆင်မပြေခဲ့ပါဘူး။ဒါကြောင့်နီးပြတစ်ယောက်ရဲ့အခက်အခဲကိုနားလဲပါတယ်။ရူဘင်အမိုရင်ရဲ့အသက်ကကျွန်တော်နဲ့မသိမရင်းပါပဲ။နေရွယ်တဲ့နီးပြတစ်ယောက်ဖြစ်ပြီးသူ့မှာအနာဂတ်ကောင်းတွေရှိနေအောင်ပါ။ဒါပေမဲ့လက်ရှိမန်ယူမှာဖြစ်ပျက်နေတာတွေကတော့မန်ယူအစ်စ်မဟုတ်တော့ဘူးလို့ပြောကြားခဲ့ပါတယ်။သူဒီအခြေအနေကိုပြန်ပြောင်းလဲနိုင်ပါစေလို့ကျွန်တော်ရိုးသားစွာမျှော်လင့်ပါတယ်။ဒါပေမဲ့အခုမြင်တွေ့ခဲ့ရတဲ့နေရာတော့ရိုးသားသားပြောရရင်ကျွန်တော်တော့ယုံကြည်မရှိတော့ဘူးလို့သူကထပ်လောင်းပြောဆိုခဲ့ပါတယ်။ United နဲ့အတူ Premier League ဖလား9ချိန်နဲ့ Champions League ဖလားတွေကိုစုခူးနိုင်ခဲ့တဲ့ Rooney ကအခုလက်ရှိအသင်းဟာသူတီးခဲ့တဲ့အသင်းမဟုတ်တော့ဘူးလို့ဆိုပါတယ်။ကစားသမားတွေစီမှာတိုက်ခိုက်လို့စိတ်ဓာတ်မာကျောမှုနဲ့အနိုင်လိုခြင်းစိတ်တွေကိုလုံးဝမတွေ့ရတော့ဘူး။ပွဲသွားကြည့်ရင်တောင်အသင်းရှုံးမှာဒါမှမဟုတ်တေးသမတ်လောက်ပဲရမှာဆိုတဲ့စိတ်နဲ့ကြည့်နေရတယ်။ကလပ်အသင်းရဲ့အသက်ဝိညာဉ်အနှစ်သာရတွေပျောက်ဆုံးသွားပြီးအသင်းအတွက်တွန်းအားအသက်သွေးကြောအသစ်တစ်ခုလိုအပ်နေတယ်။ဒီဘောလုံးကလပ်ကိုပြန်လည်စတင်ဖို့တစ်ခုခုလိုအပ်နေပြီလို့ Rooney ကပြောပါတယ်။သူကဆက်လက်ပြီးဒီအခြေအနေတွေကနီးပြတစ်ယောက်တည်းရဲ့အမှားမဟုတ်ပါဘူး။ကစားသမားတွေလည်းပါတယ်။သူတို့တွေကဒီဂျာစီကိုဝစ်စင်ဖို့မထိုက်တန်တော့ဘူး။ဒါကိုမြင်ရတာရင်နာတယ်လို့ကစားသမားတွေကိုပါပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Sir Alex Ferguson နှစ်ပေါင်း20ကြာတည်ဆောက်ခဲ့တဲ့အင်္ဂလိပ်ဘောလုံးလောကရဲ့အထွတ်ထိပ်ယဉ်ကျေးမှုတွေဟာအခုအခါမှာပျက်စီးသွားပြီလို့လည်းသူကသုံးသပ်ခဲ့ပါတယ်။ဒီအရာတွေကိုကျွန်တော်နေတိုင်းမြင်နေရတယ်။ဝန်ထမ်းတွေအလုပ်ပြုတ်ကုန်တယ်။လူတွေကအလုပ်ကနေထွက်ခွာသွားကြတယ်။ကျွန်တော်ကလေးနှစ်ယောက်ကအဲ့ဒီကလပ်ရဲ့ Academy မှာရှိနေတယ်။သူတို့ရဲ့အနာဂတ်ကိုဒီအခြေအနေတွေကမထိခိုက်စေဘူးပဲမျှော်လင့်ပါတယ်။ကျွန်တော်အခုမြင်နေရတဲ့အရာတွေက Manchester United အဆင့်မဟုတ်တော့ဘူးဗျာလို့ Rooney ကစိတ်ပြတ်စွာနဲ့ညီကုန်းချုပ်ပြောကြားသွားခဲ့ပါတယ်။